မြန်မာရုပ်ရှင်လောကသမိုင်းမှာဘယ်တော့မှမရှိခဲ့ဘူးတဲ့ဒေါ်လာတန်းပေါင်းများစွာငွေကျပ်သိန်းပေါင်း3သိန်းအထိအကုန်ကျခံမဲ့အကြီးမားဆုံးမီဂါ project ကြီးတစ်ခုစတင်နေပါပြီ။ဒါကတော့ဒရိုက်တာဝင်းလွင်ထက်နဲ့ထုတ်လုပ်သူကိုရွှေမန်းတို့ပူးပေါင်းပုံဖော်မဲ့ကုန်းမောင်မင်းဆက်ရုပ်ရှင်စကားကြီးပဲဖြစ်ပါတယ်။ဒီ project ဟာရိုးရိုးရုပ်ရှင်ကားတကားမဟုတ်ပါဘူး။အပိုင်းစုစုပေါင်း9ခုအထိခွဲပြီးရုပ်ရှင်စကားကြီး9ကားစာအဖြစ်အပိုင်းလိုက်အကြီးအကျယ်ရိုက်ကူးထုတ်လုပ်သွားမှာပါ။မြေဧက20ကျယ်ဝန်းတဲ့နေရာကြီးမှာကြီးကျယ်ခမ်းနားတဲ့ရိုက်ကွင်းအပြင်ဆင်တွေနဲ့သမိုင်းချက်လက်ရုပ်ရှင်ရသတို့ကိုပေါင်းစပ်ပြီးကမ္ဘာအဆင့်မီပုံဖော်သွားမှာဖြစ်ပါတယ်။ဖန်တီးသူတွေဘက်ကတော့ဒါဟာငွေပေါ်လို့ရိုက်တာမဟုတ်ဘူးရိုးရာယဉ်ကျေးမှုအမှုပညာနဲ့အမှုပညာနောက်ွယ်ကစီးပွားရေးအရာထိုင်းရုပ်ရှင်လောကကိုကြော်တက်ချင်လို့ရိုက်ကူးလာရည်ရွယ်ချက်ကတော့ရှင်းပါတယ်မိမိတို့နိုင်ငံကိုတည်ထောင်ခဲ့တဲ့ဘုရင်တွေနဲ့သူရဲကောင်းတွေရဲ့ကြီးကျယ်ခမ်းနားမှုကိုအမှုပညာနဲ့ကမ္ဘာကိုချပြဖို့ပဲဖြစ်ပါတယ်စီးပွားရေးအမြင်နဲ့ကြည့်မယ်ဆိုရင်လည်းဒီ project ဟာရုပ်ရှင်ရိုက်ကူးရုံတင်မဟုတ်ပါဘူးရုပ်ရှင်ရိုက်ကူးပြီးသွားတဲ့နောက်မှာလည်းဒီမြေဧက20ကရိုက်ကွင်းအဆောက်အုံတွေကိုဖျက်ပစ်မှာမဟုတ်ပဲခီးသွားလုပ်ငန်းအဖြစ်ခကြေးငွေနဲ့ဝင်ရောက်လေ့လာခွင့်ပေးပြီးရေရှည်အကျိုးမြတ်ပြန်လည်ရရှိအောင်ဖန်တီးသွားမယ့်စီးပွားရေးဗျူဟာတစ်ခုလည်းဖြစ်ပါတယ်။သမိုင်းဝင်အမှုပညာပြကွက်တွေနဲ့အတူစီးပွားရေးအရာပါတွက်ချေကိုက်အောင်စနစ်တကျစီစဉ်ထားတဲ့မြန်မာပထမဆုံးဒေါ်လာတန်းချီမီဂါ project ကြီးကမ္ဘာဈေးကွက်ကိုဘယ်လိုထိုးပေါက်နိုင်မလဲဆိုတာအားလုံးပဲရင်ခုန်နေမယ်ထင်ပါတယ်။ဒီရုပ်ရှင်ထဲမှာဘယ်မင်းသားမင်းသမီးတွေကဘယ်လိုနေရာမျိုးနဲ့လိုက်ဖက်မလဲဆိုတာကိုလည်းပြောပေးသွားပါဦးနော်။